နေဘက်မှာသူမကတရားသူကြီးညဘက်မှာလူသက်သမားတွေကိုငရဲပိုးတဲ့မိစ္ဆာတနေ့အတွင်းအယောက်20မပို့နိုင်ရင်သူမသိမယ်ဒါပေမဲ့သူမချစ်မိတဲ့ရဲတယောက်ကတော့သူမကိုဖမ်းဖို့နောက်ကလိုက်နေတယ်ဇလန်းအစမှာကမ်ပင်နာဆိုတဲ့တရားသူကြီးတယောက်ဓာတ်ထုတ်ခံရတယ်သူမတေဆုံးသွားပြီးငရဲတကားရှိရောက်လာတယ်အဲ့ဒီမှာငရဲတရားသူကြီးဂျက်စတီရှာကသူမကိုစီရင်တယ်ဘေးနာကအပြစ်မရှိကြောင်းအကြိမ်ကြိမ်ပြောတယ်ဒါပေမဲ့ဂျက်စတီရှာကနားမထောင်ဘူးသူမကိုငရဲထဲပို့လိုက်တယ်မကြခင်အမားကြီးတစ်ခုဖြစ်နေမှန်းပေါ်လာတယ်ဘေးနာဟာအသက်ခံရသူသားဖြစ်တယ်အပြစ်သားမဟုတ်ဘူးငရဲရဲ့အုပ်ချုပ်သူဘေးဒေါသထွက်သွားတယ်ဂျက်စတီရှာကိုကဘာပေါ်ပို့လိုက်တယ်တိတ်ဆုံးနေတဲ့ဘေးနာရဲ့ခန္ဓာကိုယ်ထဲဝင်နေခိုင်းတယ်တာဝန်ကတော့ရှင်းတယ်တနေ့အတွင်းနောင်တမရတဲ့လူသက်သမား10ယောက်ကိုငရဲပို့ရမယ်မအောင်မြင်ရင်ဂျက်စတီရှာကိုယ်တိုင်သိမယ်အဲ့ဒီကလေးကလူသားဘေးနာရဲ့မျက်နှာနဲ့မိစ္ဆာတရားသူကြီးတယောက်ပြန်ရှင်းလာတယ်သူ့လက်ထောက်ဘယ်လက်လဲကဘာပေါ်လိုက်လာတယ်နေဘက်မှာဘေးနာကတရားရုံးမှာအမှုစီရင်တယ်ညရောက်ရင်တော့ဥပဒေမထိနိုင်တဲ့အပြစ်သားတွေကိုကိုယ်တိုင်စီရင်တယ်ဘေးနာရဲ့ပထမဆုံးပြစ်မှတ်ကချစ်သူကိုရဲရဲဆက်ဆက်နှိပ်စက်တဲ့အကြောင်းကျွန်းမှာသူဟာမိန်းကလေးကိုအကြိမ်ကြိမ်ရိုက်တယ်အခန်းထဲပိတ်ထားတယ်မိဘတွေကိုပါချင်းချောက်တယ်တရားရုံးမှာတော့ချစ်လွန်းလို့မှားမိတာပါလို့ဟန်ဆောင်တယ်မျက်ရည်ကျသလိုလှုပ်တယ်နောင်တရတယ်လို့ပြောတယ်အမှုကိုစုံစမ်းနေသူကရဲစုံတောင်းဟန်တာအောင်ပါဒါအောင်ကသူ့ရဲ့ဟန်ဆောင်မှုကိုချက်ချင်းသိတယ်ဘင်နာကိုလည်းထောင်ချဖို့တောင်းဆိုတယ်ဒါပေမဲ့ဘင်နာကငွေတန်သေးသေးပဲချပြီးလှုပ်ပေးလိုက်တယ်အားလုံးကသူမကိုရက်ဆက်တဲ့တရားသူကြီးလို့ထင်သွားကြတယ်တကယ်တော့ဘင်နာမှာတခြားအစီအစဉ်ရှိတယ်ဥပဒေကလှုပ်ပေးလိုက်တဲ့အပြစ်သားကိုငရဲဥပဒေနဲ့စီရင်ဖို့ပါကြောင်ကျုံကလွတ်လာတာနဲ့မိန်းကလေးစီပြန်သွားတယ်ထပ်ပြီးနှိပ်စက်တယ်အသက်ပါတက်မယ်လို့ချင်းချောက်တယ်ညရောက်တော့ဘင်နာကသူ့ကိုထောင်ချောက်ထဲခေါ်လာတယ်သူလှုပ်ခဲ့သည်မြနာကျင်မှုကိုအမြင်မကဘာထဲမှာပြန်ခန်းစားခိုင်းတယ်ကြောင်ကျုံကနောင်တမရဘူးထွက်ပြေးဖို့ပဲကြိုးစားတယ်နောက်ဆုံးဘင်နာကငရဲဓာတ်နဲ့ထိုးလိုက်တယ်သူ့နဖူးမှာငရဲအမှတ်တစိမ့်ပေါ်လာတယ်ဝိညာဉ်ကလည်းငရဲတကားတဲ့ဆွဲခေါ်ခံရတယ်ပထမဆုံးစီရင်ချက်ပြီးသွားပြီဒါပေမဲ့ဒါအောင်ကထူးဆန်းတဲ့အမှတ်တစိမ့်ကိုတတိထားမိသွားတယ်ဒါအောင်ကဘင်နာကိုစတင်စောင့်ကြည့်တယ်ဘင်နာကလည်းသူ့စီကအမှုသတင်းယူဖို့ချိန်တွေ့တယ်လို့ဟန်ဆောင်တယ်အရက်မူးလာတဲ့အချိန်မှာဒါအောင်ကလူ3ယောက်တက်ဖူးတယ်လို့ပြောမိတယ်ဘင်နာကသူ့ကိုလူသက်သမားလို့ယုံသွားတယ်အဲ့ဒီညမှာပဲငရဲဓာတ်နဲ့ထိုးလိုက်တယ်ဒါပေမဲ့ဒါအောင်မသေးဘူးဒဏ်ရာတောင်ချက်ချင်းပျောက်သွားတယ်ဘေးရောက်လာပြီးအမှန်ကိုပြောတယ်ဒါအောင်ဟာလူသက်သမားမဟုတ်ဘူးငယ်စဉ်ကသူ့မိဘတွေအသက်ခံရတာကိုမြင်ခဲ့ရတဲ့ကလေးတယောက်သာဖြစ်တယ်အပြစ်မရှိသူကိုထပ်စီရင်မိတဲ့အတွက်ဘင်နာရဲ့ပြစ်ဒဏ်2ဆဖြစ်သွားတယ်အခုတစ်နှစ်အတွင်းလူသက်သမားအယောက်20ပို့ရတော့မယ်ဒါအောင်ကလည်းဘင်နာဟာမိစ္ဆာဖြစ်ကြောင်းသိသွားတယ်သူမကိုဖမ်းမယ်လို့ကတိပေးတယ်ဘင်နာကတော့သူ့နောက်မလိုက်ဖို့တတိပေးတယ်ဒါပေမဲ့ဒါအောင်လက်မလျှော့ဘူးဒီချိန်ကစပြီးသူတို့နှစ်ယောက်ရဲ့ကြောင်နဲ့ကြွယ်ကိန်းစတင်သွားတယ်နောက်အမှုမှာမိထွေးတယောက်ကခင်မွန်းကိုအာမခံငွေအတွက်တက်ခဲ့တယ်ကလေးလေးဂျီဟိုကအားလုံးကိုမြင်ထားတယ်အမျိုးသမီးကကားကိုတမင်ဖြတ်စီတယ်ရေထဲမောင်းချတယ်ခင်မွန်းကိုကယ်မပေးပဲထားခဲ့တယ်ပြီးတော့ဂျီဟိုကိုနှုတ်ပိတ်ထားတယ်အမှန်ပြောရင်အဘွားကိုပါတတ်မယ်လို့ချိန်ချောက်တယ်ဘေးနာကအစာပိုင်းမှာကလေးတေးသွားမှလူသက်သမားကိုငရဲပို့နိုင်မယ်လို့စောင့်နေတယ်ဒါပေမဲ့ဂျီဟိုတကယ်အန်ရရောက်လာချိန်မှာသူမှမစောင့်နိုင်တော့ဘူးဒါအောင်နဲ့ပေါင်းပြီးကလေးကိုအရင်ကယ်တင်တယ်ပြီးမှမိထွေးကိုခေါ်ထုတ်တယ်အမြင်မှာကဘာထဲမှာသူတက်ခဲ့တဲ့ခင်မွန်း2ယောက်ရဲ့ဝေဒနာကိုပြန်ခံစားခိုင်းတယ်ငွေတွက်လူတွေကိုအလွယ်တကူတက်ခဲ့ကြောင်းလဲဝန်ခံခိုင်းတယ်နောက်ဆုံးငရဲသားကြလာတယ်နောက်ထပ်အပြစ်သားတယောက်ငရဲရောက်သွားတယ်ဒီအမှုကဘေနာကိုအနှဲငယ်ပြောင်းလဲစေတယ်အရင်ကလူသိရင်ပဲစိတ်ဝင်စားခဲ့သူကအခုလူတယောက်ကိုကယ်ဖို့စဉ်းစားလာပြီဒါအောင်လဲအဲ့ဒီအပြောင်းလဲကိုတတိထားမိတယ်မကြခင်မိသားစုတစုလုံးအသက်ခံရတဲ့အမှုပေါ်လာတယ်တရားခံစွန့်ပင်ကအခြားစိတ်တစ်မျိုးထိမ့်ချုပ်သွားတာလို့ဟန်ဆောင်တယ်ရဲရှိမှလူ2ယောက်လို့ပြောတယ်တခါရက်ဆက်တယ်တခါကြောက်ရွံ့တယ်လို့လုပ်တယ်ဒါအောင်ကတော့မယုံဘူးမိကုန်းတွေကိုပြောင်းမိပြီးသူ့လိန်နေတာဖော်ထုတ်တယ်ဒါပေမဲ့ဘင်နာကစေကူးသားမှုခံယူဖို့သာအမိန့်ချတယ်လွတ်လန်းပေးလိုက်ပြန်တယ်ဒါအောင်ကဘင်နာဝင်တက်မယ်ဆိုတာသိနေပြီစေယုံကရင်အောက်မှာတော့ပုံပြီးစောင့်တယ်ဘင်နာရောက်လာချိန်မှာသူမရဲ့ခြေထောက်ကိုဆွဲဖမ်းတယ်ဒါပေမဲ့မိစ္ဆာတကောင်ကိုတာမန်ရဲတယောက်နဲ့မတားနိုင်ဘူးဘဲလက်နဲ့ငရဲအဖွဲကတရားခံကိုလျှို့ဝှက်ခေါ်ထုတ်သွားတယ်ဘင်နာကလည်းသူ့တက်ခဲ့တဲ့မိသားစုရဲ့ကြောင်ရွံ့မှုကိုပြန်ခံစားခိုင်းတယ်ဆိုမင်းကမိသားစုကိုဓာတ်နဲ့21ချက်ထိုးခဲ့တယ်ဒါကြောင့်ဘင်နာကလည်း21ချက်တီပြန်ထိုးတယ်သူ့ဝိညာဉ်ကိုငရဲပို့လိုက်တယ်အလောင်းကိုတော့ရဲတွေရှာတွေ့အောင်ခြံထားခဲ့တယ်ဒါအောင်မှတန်တရားမရှိတော့ဘူးဒီသေဆုံးမှုအလုံးရဲ့နောက်မှာဘင်နာရှိနေတယ်နောက်တစ်ယောက်ကစက်ရုံပိုင်ရှင်ဝင်ကြောင်းမှာမလုံခြုံတဲ့လုပ်ငန်းခွင်ကြောင့်အလုပ်သမားတွေသေဆုံးနေပေမဲ့သူကဂရုမစိုက်ဘူးအမှန်ဖော်မဲ့အလုပ်သမားတစ်ယောက်ကိုဖမ်းခေါ်တယ်နှိပ်စက်တယ်နောက်ဆုံးကားနဲ့တိုက်တက်ပြီးကိုတက်သေးတယ်လို့ဖန်တီးတယ်တက်တွေကိုလည်းငွေနဲ့ဝယ်တယ်တရားရုံးမှာဘင်နာကထောင်တယ်မပေးပဲအပြစ်သေးသေးပဲချလိုက်တယ်လူတို့ကသူမကိုဆဲဆိုကြတယ်ဒါပေမဲ့သူမရဲ့ညဘက်တရားရုံးကစတင်တော့မယ်ဘင်နာကဝင်ချောင်းကိုလူတက်ခဲ့တဲ့နေရာစီခေါ်လာတယ်ငရဲသားရဲကြီးနဲ့လိုက်ချောက်တယ်
အမြင့်ကနေကြောက်မဲ့ကြောက်စိတ်ကိုခန်းစားခိုင်းတယ်နောက်ဆုံးသူ့အပြစ်ကိုဝန်ခံလာချိန်မှာငရဲဓာတ်နဲ့စီရင်လိုက်တယ်ဒီတစ်ခါတောင်အားလုံးကိုမှတ်တမ်းတင်ထားနိုင်ခဲ့တယ်အရင်ကဖတ်ထားစဉ်ပင့်နာကိုခြေရခန်းဆက်ကတ်ထားတာပါတောင်ကစာဖာမှုန့်နဲ့သူမရဲ့အစွမ်းကိုခဏပိတ်တယ်လက်ထိတ်ခတ်ပြီးဖမ်းလိုက်တယ်နောက်ဆုံးတော့ငရဲတရားသူကြီးကိုလူသားရဲတယောက်ဖမ်းနိုင်ခဲ့ပြီဒါပေမဲ့အဲ့ဒီချိန်မှာပဲဓာတ်အုံစီကြေကွဲစရာဖုံးဝင်လာတယ်ဓာတ်အုံကိုငယ်စဉ်ကတည်းကစောင့်ရှောက်ခဲ့တဲ့ရဲမှုကင်ဆိုရောင်ပျောက်သွားတယ်သူမကဓာတ်အုံအတွက်မွေးစားမိခင်လို့လူတယောက်ပါဓာတ်အုံရောက်သွားချိန်မှာဆိုရောင်တေဆုံးနေပြီအလောင်းဘေးမှာဂျေးဆိုတဲ့အမှတ်ရှိနေတဲ့လွန်ခဲ့တဲ့20ကျော်နှစ်ကသူ့မိဘတွေအသက်ခံရတုန်းကလည်းဒီအမှတ်ပဲရှိခဲ့တယ်လူသက်သမားကြည်ပြန်ပေါ်လာတာပါဓာတ်အုံရဲ့ဒေါသကအားလုံးကိုဖုံးလွှမ်းသွားတယ်လူသက်သမားကိုကိုယ်တိုင်တတ်မယ်လို့ဆုံးဖြတ်တယ်ဒါပေမဲ့အံ့ဩစရာတစ်ခုလုပ်လိုက်တယ်ဘီနာကိုဖမ်းနိုင်မဲ့ဗီဒီယိုသက်တွေကိုကိုယ်တိုင်ဖျက်ပစ်တယ်ပြီးတော့ဂျေကိုအတူရှာဖို့ပီနာစီအကူအညီတောင်းတယ်လက်စားချေပြီးရင်သူ့ကိုပါငရဲပို့နိုင်တယ်လို့ပြောတယ်ဘီနာကသဘောတူတယ်လို့ပြုံးပြတယ်လှဲထွက်သွားချိန်မှာတော့မျက်ရည်ကျနေတယ်သူမသိနေပြီဓာတ်အုံတယောက်ယောက်ကိုတတ်လိုက်ရင်ငရဲရောက်မယ်သူ့ကိုကယ်ချင်ပေမဲ့မိစ္ဆာတကောင်မှချစ်ခွင့်မရှိဘူးဒီအချိန်မှာဂျေဟာတာမန်လူသက်သမားမဟုတ်ကြောင်းပေါ်လာတယ်သူကလူ12ယောက်ကျော်ကိုတတ်ထားတယ်အလောင်းတွေကနေခန္ဓာကိုယ်အစိပ်ပိုင်းတွေယူထားတယ်နောက်ွယ်မှာတော့ငရဲကလွတ်ပြေးလာတဲ့စာတန်ရှိနေတယ်စာတန်ကထာဝရအသက်ပေးနိုင်တဲ့ကိုင်လန်ကြောက်တုံးကိုခိုးလာခဲ့တယ်လူခန္ဓာကိုယ်အတစ်တစ်ခုတိဆောက်ပြီးကဘာပေါ်မှာထာဝရနေဖို့စီစဉ်နေတာပါဘေးနာနဲ့ဒေါင်းတို့ဂျေကိုအတူလိုက်ရှာကြတယ်အတူရှိချိန်များလာတာနဲ့နှစ်ယောက်လုံးရဲ့စိတ်လည်းပြောင်းလာတယ်ဒေါင်းကလူသက်သမားတွေတောင်ဥပဒေရှိမှစီရင်ခံရတဲ့တယ်လို့ယုံနေဘေးနာကတော့နောင်တမရသူကိုငရဲပိုးတာသာတရားမျှတမှုလို့ယုံနေအမြင်မတူပေမဲ့တယောက်ကိုတယောက်ကာကွယ်လာကြတယ်ဘေးနာကဒေါင်းအောင်နာခြင်းရင်စိတ်ပူလာတယ်ဒေါင်းအောင်ကလည်းသူမအတွက်တက်သေးတွေဖြတ်ပြီးလာတယ်ဒါကိုငရဲကတီးသွားတယ်ဘေးကပိုင်မွန်းဆိုတဲ့အာကြီးမိတ်ဆာကိုဒေါင်းအောင်တက်ဖို့ပို့လိုက်တယ်ပိုင်မွန်ကဘေနာရဲ့အတန်ကိုအတုလုပ်ပြီးဒေါင်းအောင်ကိုခေါ်ထုတ်တယ်ဒေါင်းအောင်ကထောင်ချောက်ထဲတန်းဝင်သွားတယ်ပိုင်မွန်ကလူသားတယောက်ကိုအလွယ်တကူရိုက်နှက်နိုင်တယ်ဒေါင်းအောင်အသက်ဆုံးတော့မဲ့အချိန်မှာဘေနာရောက်လာတယ်နှစ်ယောက်သားပြင်းပြင်းထန်ထန်တိုက်ကြတယ်ပိုင်မွန်ကအမြင်မှအစွမ်းသုံးပြီးသူ့ကိုဒေါင်းအောင်လို့မြင်အောင်လုပ်တယ်ဘေးနာဓာတ်ထိုးမဲ့အချိန်မှာဒေါင်းအောင်ရဲ့အတန်ကိုကြားလိုက်တယ်တတိပြန်ဝင်ပြီးပိုင်မွန်ကိုငရဲပိုးလိုက်တယ်ဒဏ်ရာတွေနဲ့လဲနေတဲ့ဒေါင်းအောင်ကိုမြင်တော့ဘေးနာဖက်ပြီးငိုမိတယ်ဒီအချိန်မှာသူမရဲ့အချစ်ကိုဖုံးကွယ်လို့မရတော့ဘူးဘေးကချက်ချင်းရောက်လာတယ်လူသားကိုချစ်မိတဲ့ပြစ်ဒဏ်အတွက်ဘေးနာရဲ့မိစ္ဆာအစွမ်းအားတွေအားလုံးရုပ်သိမ်းလိုက်တယ်ဂျေရဲ့တဲလွန်စာကဘေးနာရဲ့အရင်စစ်ဆက်သူထေဂီယူတို့မိသားစုစီဦးတည်လာတယ်ထေဂီယူရဲ့ညီဖြစ်သူစွန်ဟိုကလည်းတန်တရားရှိစရာပြုမှုနေတယ်ဒါကြောင့်ဘေးနာကစွန်ဟိုနဲ့လက်ထက်ကျင်တယ်လို့ဟန်ဆောင်တယ်အမတ်ကြီးရဲ့အိမ်ထဲဝင်ဖို့ပါအိမ်ထဲမှာလျှို့ဝှက်ခန်းတခန်းတွေ့တယ်ခဲနေတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေရှိတယ်သွေးစွန်းနေတဲ့ပစိန်လည်းရှိတယ်စွန်ဟိုကဘေနာကိုမိသွားပြီးတိုက်ခိုက်တယ်အဲ့ဒီချိန်မှာအမှန်တချို့ပေါ်လာတယ်တကယ်လူသားဘေနာကိုဓာတ်ထိုးခဲ့သူကစွန်ဟိုပါဒါပေမဲ့အမိန်ပေးခဲ့သူကအကိုထဲကယူဖြစ်တယ်ဓာတ်အောင်ရောက်လာပြီးဘေနာကိုကယ်တင်တယ်ဘေနာကလည်းစွန်ဟိုကိုမတက်ပဲအမှန်ဖော်ဖို့အသုံးချလိုက်တယ်အလောင်းအတုတလောင်းနဲ့စွန်ဟိုတည်သွားတယ်လို့ဖန်တီးတယ်ထေဂီယူတို့မိသားစုအချင်းချင်းတန်တရားဝင်အောင်လုပ်တယ်နောက်ဆုံးစွန်ဟိုကရဲစခန်းမှာလာအဖမ်းခံတယ်အကိုရဲ့ရာဇဝတ်မှုတွေကိုဖော်ထုတ်တယ် DNA သက်သေအရဂျီဟာထေဂီယူဖြစ်ကြောင်းပေါ်လာတယ်ဒါအောင်ရဲ့မိဘတွေဆိုရောင်းတဲ့တခြားသားကောင်များကိုတတ်ခဲ့သူလည်းသူပါဒါပေမဲ့အကြီးဆုံးလှုပ်ဝက်ချက်ကအမတ်ကြီးစီမှာရှိနေတယ်အမတ်ကြီးရဲ့ခန္ဓာကိုယ်ထဲမှာစာတန်ဝင်နေတယ်ဂျေကစုထားတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုအသုံးချပြီးထာဝရရှင်သန်ဖို့စီစဉ်နေတာပါအစွမ်းမရှိတော့တဲ့ပင်နာကဘေးကိုထက်ခေါ်တယ်စာတန်ကိုတွေ့ပြီလို့ပြောတယ်တိုက်ခိုက်ခွင့်ပေးဖို့တောင်းဆိုတယ်ဘေးကနောက်ဆုံးအခွင့်အရေးတစ်ခုပေးတယ်ပင်နာရဲ့စွမ်းတွေကိုပြန်ပေးလိုက်တယ်အမတ်ကြီးကကိုင်လန်ကိုအသုံးပြုဖို့ပြင်နေပြီးစာတန်ကပင်နာကိုထာဝရအသက်နဲ့ဆွဲဆောင်တယ်ဒီကြောက်တုံးရှိရင်တောင်နဲ့အမြဲနေနိုင်မယ်လို့ပြောတယ်အနာဂတ်မှာသူတို့နှစ်ယောက်ပျော်ရွှင်နေတဲ့ပုံတွေကိုပါပြတယ်ပိန်နာခဏတုံဆိုင်သွားတယ်ဒါပေမဲ့မိစ္ဆာရဲ့ဂရီဟာအလိညာသာဖြစ်ကြောင်းသိတယ်ကိုင်လန်ကိုလူယူတယ်အမတ်ကြီးရဲ့ခန္ဓာကိုယ်ကိုတိုက်ခိုက်တယ်စာတန်ရဲ့ဝိညာဉ်ထွက်လာချိန်မှာတိုက်ပွဲကပိုပြင်းထန်သွားတယ်နောက်ဆုံးပင်နာကငရဲသားနဲ့စာတန်ကိုထိုးချလိုက်တယ်ကိုင်လန်ကိုလည်းပြန်သိမ်းနိုင်ခဲ့တယ်တစ်ဖက်မှာထေဂယူထွက်ပြေးနေတယ်တောင်အောင်ကပင်လယ်ကမ်းမှာသူ့ကိုဖမ်းမိတယ်ထေဂယူကတောင်အောင်ကိုစိတ်ဆိုးအောင်လှောင်ပြောင်းတယ်မိဘတွေနဲ့ဆိုရောင်းတည်ဆုံးပုံကိုအသေးစိတ်ပြောတယ်တောင်အောင်မှာသူ့ကိုတတ်ဖို့အခွင့်အရေးရှိတယ်ဒါပေမဲ့ဓာတ်ကိုလွှတ်ချလိုက်တယ်လက်စားချေမှုထက်တရားမျှတမှုကိုရွေးလိုက်တယ်ထေဂယူကိုအသက်ရှင်လျက်ဖမ်းပြီးတရားရုံးပို့လိုက်တယ်ထေဂယူမှုကိုစီရင်မဲ့သူကပေနာပါဘေကတော့သူ့ကိုတရားရုံးမရောက်ခင်တက်ပြီးငရဲပို့ခိုင်းတယ်ဘေနာမှာရွေးချယ်စရာနှစ်ခုပဲရှိတယ်ငရဲအမိန့်ကိုလိုက်နာပြီးကိုယ့်အသက်ကိုကယ်မလားလူသားဥပဒေကိုလိုက်နာပြီးကိုယ်တိုင်သေမလားတရက်ခွင်မှာထေဂယူကနောင်တမရဘူးလူတွေကိုတတ်ရတာအချိန်ကြာလာတော့ပိုလွယ်သွားတယ်လို့ပြောတယ်အသက်ခံခဲ့ရသူတွေရဲ့မိသားစုတွေမျက်ရည်ကျနေကြတယ်
တောင်ကလည်းငယ်စဉ်ကမိခင်အသက်ခံရတဲ့အတန်ကိုကြားခဲ့ရပုံပြောပြတယ်နောက်ဆုံးဘစ်နာအမိန့်ချလိုက်တဲ့ထဲကယူကိုတည်တံပေးတယ်ဒါပေမဲ့ကိုယ်တိုင်မတတ်ဘူးဒါဟာသူမရဲ့အရင်စီရင်ချက်တွေနဲ့လုံးဝမတူဘူးအပြစ်သားကိုငရဲပို့ခြင်းလို့လှုပ်ပေးခဲ့သူကအခုလူသားဥပဒေကိုရွေးလိုက်ပြီလူလူကလည်းတရားမျှတမှုပြန်ရပြီလို့ခံစားရတယ်ဒါပေမဲ့ငရဲမိန့်ကိုစန့်ကျင်ခဲ့တဲ့အတွက်ဘင်နာရဲ့အသက်အန္တရာယ်ရှိသွားတယ်သူမကတောင်အောင်ကိုနှုတ်ဆက်တယ်သူဟာသူမရဲ့တခုလေးသောအားနည်းချက်ဖြစ်ကြောင်းဝန်ခံတယ်နှစ်ယောက်သားချစ်တယ်လို့ပြောပြီးပထမဆုံးအကြိမ်နမ်းလိုက်ကြတယ်အဲ့ဒီညမှာပဲဘေးရဲ့လက်အောက်ခံကဘင်နာကိုဓာတ်နဲ့ထိုးတယ်တောင်အောင်ရောက်လာချိန်မှာသူမအသက်မရှိတော့ဘူးဘေးနာရဲ့ဝိညာဉ်ငရဲပြန်ရောက်သွားတယ်ဘေးကအမိမနာခံမှုအတွက်ထာဝရတေတံပေးဖို့ပြင်တယ်အဲ့ဒီချိန်ကောင်းကင်တမန်ဂါဘရီယယ်ရောက်လာတယ်ဘေနာဟာပြောင်းလဲသွားပြီလို့ပြောတယ်အရင်ကလူသေးရင်ပြစ်မှတ်တယောက်တိုးပြီလို့ပဲမြင်ခဲ့တယ်အခုတော့ကလေးတယောက်ကိုကယ်တင်ခဲ့တယ်တောင်အောင်ကိုငရဲမရောက်အောင်ကာကွယ်ခဲ့တယ်ကိုယ့်အသက်ကိုစွန့်ပြီးလူသားတရားမျှတမှုကိုရွေးခဲ့တယ်ကောင်းကင်ရဲ့အမိန့်ကဘေးရဲ့အမိန့်ထက်မြင့်တယ်ဘေနာကိုနောက်ထပ်အခွင့်အရေးပေးလိုက်တယ်ဆေးရုံကနှလုံးခုန်ဆက်ပြန်လှုပ်လာတယ်ဘေနာအသက်ပြန်ရှင်လာတယ်တောင်အောင်ရဲ့မျောလင်းချက်လည်းပြန်ရှင်လာတယ်ဒါပေမဲ့ထေကယူကထောင်ကထွက်ပြေးသွားပြီနိုင်ငံခြားထွက်ဖို့နိုင်ငံကူလက်မှတ်အတူပြင်နေတယ်ဘေနာကသူ့ကိုအပန်းဖြေအိမ်တစ်လုံးစီမြှားခေါ်တယ်ဒီတခါလူသားတရားရုံးကမကာကွယ်နိုင်တော့ဘူးထေကယူကပြန်တိုက်ပေမဲ့ဘေနာကိုမရှင်နိုင်ဘူးသူတက်ခဲ့တဲ့လူ14ယောက်ရဲ့ကြောက်ရွံ့မှုကိုပြန်ခံစားရတယ်နောက်ဆုံးဒူးထောက်ပြီးအတနာခံတယ်ဒါပေမဲ့နောင်တမရဘူးအသက်ရှင်နေတာပဲရှိတယ်ဘေနာကငရဲသားနဲ့ထိုးလိုက်တယ်ဂျေရဲ့ဝိညာဉ်လည်းငရဲတဲ့ဆွဲချခံရတယ်ဘေနာရဲ့တာဝန်ပြီးဆုံးသွားပြီဘေကဘေနာကိုငရဲပြန်လိုက်ဖို့ခေါ်တယ်သူမကသဘောတူလိုက်ပေမဲ့ကမ္ဘာပေါ်မှာနောက်ထပ်3နှစ်နေခွင့်တောင်းတယ်အဲ့ဒီ3နှစ်အတွင်းလူသားတရားသူကြီးအဖြစ်နေခြင်းနဲ့လူတွေကိုဥပဒေနဲ့မှန်မှန်ကန်ကန်စီရင်ခြင်းနဲ့နှစ်ကြာသွားတယ်ဘေနာကလူတွေယုံကြည်ရတဲ့တရားသူကြီးတစ်ယောက်ဖြစ်လာတယ်ဒါအောင်နဲ့လည်းအတူရှိနေတယ်ငရဲကနောက်ထပ်ကမ်းလှမ်းချက်ပေးလာတယ်တနေ့အတွင်းနောင်တမရတဲ့လူသက်သမား10ယောက်ကိုစီရင်နိုင်ရင်လူသားအဖြစ်ထာဝရနေခွင့်ရမယ်ဘေနာကချက်ချင်းအဖြစ်မပေးဘူးသူမဟာငရဲရဲ့အမိန့်ကိုမျက်စိမှိတ်လိုက်နာတဲ့မိစ္ဆာမဟုတ်တော့ဘူးကိုယ်ဆုံးဖြတ်ချက်ကိုချနိုင်တဲ့တရားသူကြီးဖြစ်သွားပြီဒီဇလန်မှာတရားမျှတမှု2မျိုးကိုမြင်ရတယ်တခုကအပြစ်သားကိုချက်ချင်းပြန်ပေးဆက်စေတဲ့ငရဲတရားမျှတမှုနောက်တစ်ခုကအသက်သေးဥပဒေနဲ့လူကုန်တိတ်ခါကိုကာကွယ်တဲ့လူသားတရားမျှတမှုပါဘေနာကအစမှလူတွေရဲ့နာကျင်မှုကိုနားမလည်ခဲ့ဘူးနောက်ဆုံးမှာတော့လူသားတယောက်ကိုကယ်ဖို့ကိုယ့်အသက်ကိုပါစွန့်ရဲလာတယ်ဒါကြောင့်သူမကသူတော်ကောင်းလည်းမဟုတ်ဘူးလူဆိုးလည်းမဟုတ်ဘူးသူမကတော့ငရဲကလာတဲ့တရားသူကြီးပါဒီဇက်ကားလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Boss 97 Channel ကို Like and Subscribe လုပ်ထားပေးကြပါအောင်ဗျာနောက်များမှာလည်းဒီထက်ပိုရင်ခုံစိတ်လှုပ်ရှားပွဲကောင်းတဲ့ဇာတ်လမ်းများကိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်